စီဝင်ထိုးနည်းလေးကိုထိုးပြပေးသွားပါမယ်ခေါင်းစီဝင်ထိုးဖို့ချီကိုအဝါရောင်လေးရဲ့အနီးရောင်လေးရဲ့အစိမ်းရောင်လေးရဲ့သုံးထားပါတယ်အကတော့ 2.5 mm ကိုသုံးထားပါတယ်ကကြီးတစ်လက်ခေါင်းစီဝင်တစ်ခွင်လိုပါမယ်ပထမဦးဆုံးစိမ်းရောင်ကြိုးလေးကိုသုံးမှဖြစ်ပါတယ်စိမ်းရောင်ကြိုးလေးကိုစနစ်တော်လေးလုပ်ပြီးတော့ခေါင်းစီခွင်းမှာလာပြီးတော့တိုင်တူလေးတွေထိုးသွားပါမယ်ချီစားလေးကိုလည်းတိမ်ပြီးတော့တိုင်တူလေးတွေထိုးသွားပါမယ်ခွင်းတစ်ဖက်လည်းပြည့်အောင်ထိုးသွားပါမယ်ဒီနားလေးမှာဖုံမီလေးနှစ်ပင်နဲ့ကြော်သွားမယ်နော်ဒီနားလေးကိုဖုံမီလေးနှစ်ပင်နဲ့ကြော်ပြီးတော့ဒီဘက်မှာတိုင်တူဆက်ထိုးလိုက်ပါမယ်တစ်ဖက်လည်းလုံးကိုထိုးလာပြီးတဲ့အခါမှာရှေ့ကထိုးထားတဲ့တိုင်တူလေးမှာလာပြီးတော့ရှက်ကော်လေးနဲ့ပိတ်ပါမယ်ပြီးရင်ဖုံမီ၃ချက်ထိုးပါမယ်ထိုးပြီးရင်တိုင်ပွားထိုးပါမယ်နောက်တစ်ချက်ကိုလည်းတိုင်ပွားနှစ်တိုင်လေးထိုးပါမယ်တိုင်ရှိနှစ်တိုင် increase နဲ့ပတ်ပတ်လည်းထိုးလာပါမယ်ပြီးရင်ဒီရှေ့ကဖုံမီမှာလာပြီးတော့ရှက်ကော်လေးနဲ့ချိန်လိုက်မယ်ရှက်ကော်လေးနဲ့ချိန်လိုက်မယ်ဒီလိုပြီးသွားပြီဆိုရင်ချိန်တစ်ခုထိုးပြီးတော့ကတ်ကြီးလေးနဲ့ညှပ်လိုက်ပါမယ်ပြီးရင်အစာသိမ်းမယ်ပြီးရင်ကျိုးအနီအောင်နဲ့ကျိုးအနီအောင်ကိုစလင်းလုံးလေးလုပ်ပြီးတော့ဒီမှာလာပြီးတော့တွေ့ပါမယ်ချိန်သုံးခုထိုးပါမယ်ချိန်သုံးခုထိုးပြီးသူ့ကိုလည်းတစ်ပေါင်းမှာတိုင်ရှည်နှစ်တိုင်စီနဲ့တိုင်ပွားလေးပေါ့နော်တိုင်ပွားလေးတွေတောက်လျှောက်ထိုးသွားပါမယ်တစ်ပေါက်ကိုနှစ်တိုင်စီနဲ့တိုင်ရှည်တိုင်ပွားလေးတွေတောက်လျှောက်ထိုးသွားပါမယ်ဒီတိုင်းရှေ့ကဖုံမီ၃ချက်ကဖုံမီ၃ချက်ထိုးထားတယ်ထိပ်မှာလာပြီးတော့ရှက်ကော်လေးနဲ့ချိန်မယ်ဖုံမီတစ်ချက်ထိုးမယ်
သမီးတစ်ချက်ထိုးပြီးရင်ကကြီးလေးနဲ့ကြိုးစားအောင်ညှက်ချလိုက်ပါမယ်ပြီးရင်အစသိမ်းမယ်ပြီးရင်ဂျိုးအဝါလေးနဲ့ဆက်ပါမယ်ဂျိုးအဝါကိုနောက်တစ်ထပ်ထိုးမယ်ဆိုတော့အဝါလေးကိုစလင်တော်လေးလုပ်မယ်ဒီလိုချိန်မယ်ပြီးရင်ချိန်1 2 3ချိန်3ခုထိုးပြီးရင်ဒီကနေပြီးတော့ချိန်3ခုထိုးပြီးရင်ဒီကနေအခုတိုင်ရှည်လေးတွေကိုတိုင်ပွားတစ်ပေါက်ကိုနှစ်တိုင်စီထိုးသွားပါမယ်နောက်ကတိုင်အစာအောင်လည်းထိန်းသွားပါမယ်ထိုးလာတာနောက်ဆုံးပေါက်ကိုရောက်လာတဲ့အခါမှာတိုင်ရှည်နှစ်တိုင်ထိုးမယ်ထိုးပြီးရင်ဒီနားမှာရှည်မှာထိုးထားတဲ့တိုင်ဖုံးမီ3ခုရဲ့ထိပ်မှာသွားပြီးတော့တစ်ချက်ပေါ်လေးနဲ့ပိတ်လိုက်ပါမယ်ပြီးရင်ဖုံးမီတစ်ချက်ထိုးပြီးတော့ညှက်ချပါမယ်ပြီးရင်အစာသိမ်းမယ်ဒါဆိုရင်ဒီလိုမျိုးခေါင်းစီပွင့်လေး